င်ကြီးအသက်တော်သူပန်းစပယ်အဆောင်တော်တမိုးသွန်ဖြိုင်ကျွဲဒီတခါနှွေရောက်စပါပေါ်တာမျိုးကရဲ့ဒီဝဝင်ပင်ဆောင်ညံလှမ်းလို့ဂျုံနေမယ်တော်ပန်းရိတ်ကူမခင်တွဲမြို့ကြီးအရက်မှာပြောသူရဲ့စဘာပေါ်ရင်လာလိမ့်နုနဲ့မြော်ကိုရတဲ့တော်အလားစပယ်ရဲ့ဝရကျင်နာစိတ်နဲ့ခရီးရိပ်မှလဲမင်းပြောခဲ့ပြန်ပါရဲ့